ပြောနေရဘလို့ပြန်ပြရမလဲမသိဘူးတခါအမေတို့တော်လဲလန့်ပြီးတော့ကူးနေရတာဟိုမရသေးဘူးမရသေးဘူးဆန်လေးတို့စီလေးတို့လိုချင်တာပေါ့ကိုကလုံးမရှိကန်ပြည့်ရှင်အဲ့ဒါမျိုးအားရမအောင်လို့တော့လဲတာနာပြုနိုင်ကြပါစေသိရှင်လည်းမနေရအဲ့ခေါ်နေတဲ့ချိန်ကလာစောက်လာတူနဲ့လာတဲ့နေ့ကတော့သူကြတော့မစင်တော့မသိဒီကနေထိုင်စောက်ရရင်တစ်ထက်ဒီနေ့မှတိတော်ပါမြင်လာတော့ဟုတ်ပြီသူကအပေါ်ဝိုင်းဝင်းနဲ့လက်ခုကြီးရဲ့တော်တာပေါ့တော်